သူရိယဆန္ဒမင်းမွေးဖွားစဉ်မှာဖြစ်လာခဲ့တဲ့မိုးကုတ်ဆောင်ဝိုင်းပေါ်မှာနေဝင်ခြင်းနဲ့လာထက်ခြင်းရောင်ခြင်းနှစ်ခုစုံစည်းပြီးတော့နေတဲ့လတပြိုင်နက်တောက်ပနေတဲ့ခြင်းဖြစ်ပါတယ်။အဲဒါကြောင့်သူရိယဆန္ဒမင်းလို့ခေါ်တဲ့ဘရစ်နာမည်ရဲ့အတိတ်တွေကနေလတပြိုင်နက်တောက်ပတဲ့အချိန်ဖြစ်ပါတယ်။သူရိယဆန္ဒမင်းအုပ်စိုးခြင်းမှာအရေးပါဆုံးဖြစ်ရကတော့ဂေါရမမြတ်စွာဘုရားကိုဖူးတွေ့ခြင်းနဲ့ဖြစ်ပါတယ်။တရားဖြစ်ပြီးတဲ့နောက်သူဝနဘူမိကိုပြန်ကြွရောက်စဉ်သူရိယဆန္ဒမင်းကအသက်100ကျော်လောက်ရှိနေပါပြီ။ဂေါရမမြတ်စွာဘုရားကသူဝနဘူမိပြည်ကို3ချိန်တိုင်ကြွရောက်ခဲ့ပါတယ်။တစ်ချိန်ရောက်တိုင်းနောက်9ခွေနေတဲ့ပုပ်အိုလူမျိုးတွေကိုဘဝရဲ့အခြေခံကျင့်ဝတ်တရားနဲ့သစ္စာ၄ပါးတရားကိုဟောကြားခဲ့ပါတယ်။သူရိယဆန္ဒမင်းကဖျားရှင်ကိုသူနဲ့သူ့ရဲ့တိုင်းပြည်ပြည်သားတွေကိုပြစ်ခွာမသွားဖို့ရှောက်ပန်တော့လေဖျားရှင်ကတရားများအားလုံးကိုဘဝရဲ့အခြေခံကျင့်ဝတ်တရားနဲ့သစ္စာတရားတွေကိုဖြန့်ချီပေးရအောင်မှာဖြစ်လို့တနေရာလေးမှာမနေနိုင်ပါလို့ပြောကြပြီးစံတော်3စုနှုတ်ကသူရိယဆန္ဒမင်းကိုပေးရခဲ့ပါတယ်သူရိယဆန္ဒမင်းနဲ့ပအိုးလူမျိုးတွေကပထမပြီးမှပထမဦးဆုံးဗုဒ္ဓဘာသာကိုအပြည့်အဝယုံကြည်သူများဖြစ်ခဲ့ကြပါတယ်ရှင်ကျင်းမှုအသစ်တွေအပြုတ်မှုအနေထားအသစ်တွေနဲ့ဖျားတပည့်သားအဆက်တွေဖြစ်လာကြပါတယ်။သူရိယဆန္ဒမင်းဟာဘုရားရှင်ရဲ့ပထမဆန်တော်တစုကိုရွှေစာရန်ကြီးတီးပြီးတော့ဌာပနာထားကိုးကွယ်ခဲ့ပါတယ်။ဒုတိယဆန်တော်တစုကိုတော့ယိုရီးယားဘက်ကိုပို့ပြီးနာခုံပထုံစီတီတဲကကိုးကွယ်စေခဲ့ပါတယ်။တတိယဆန်တော်ကိုတော့သူရိယဆန္ဒမင်းရဲ့သားအမွှာ2ယောက်တည်းကအကြီးသားကိုပေးပြီးကိုးကွယ်စေခဲ့ပါတယ်။အကြီးသားကထင်းထင်းကိုစွန့်ပြီးတောထဲမှာတရားအထုတ်နေသူဖြစ်ပါတယ်။သူရိယဆန္ဒမင်းကွယ်လွန်ပြီးတော့ပအိုတိုင်းပြည်ကိုညီငယ်မင်းသားကဆက်လက်အုပ်ချုပ်ခဲ့ပါတယ်။အကြီးသားကွယ်လွန်ပြန်တော့စံတော်ကိုညီငယ်အားပေးခဲ့ပြီးတော့ညီငယ်ကတင့်တော်တဲ့နေရာရှာပြီးတတိယဆံတော်ကိုကြောက်ကူကြီးရဲ့ထိတ်ဆုံးမှာဇေဒီတီပြီးတော့ကိုးကွယ်စေခဲ့ပါတယ်။အခုဆိုရင်တော့လူသိများရဲ့ချက်ကြီးရိုးဇေဒီတော်ပဲဖြစ်ပါတယ်။ပအိုးလူမျိုးတွေကတိုင်းပြည်ကိုအတူတကွတီထောင်ကြတဲ့သကောနဲ့ပွာအိုလူမျိုးတို့နဲ့တင့်မြတ်စွာနေထိုင်ကြပါတယ်။သူရိယဆန္ဒမင်းအပြင်အရေးပါတဲ့မင်းကတော့ဓမ္မပါဠမင်းပဲဖြစ်ပါတယ်။အဲ့ဒီမင်းကနိုင်ငံသားတွေနဲ့ကုန်တယ်ရေးဆက်ဆံရေးကောင်းမွန်အောင်လှုပ်ဆောင်ခဲ့တဲ့မင်းဖြစ်ပါတယ်။အိန္ဒိယကစာပေတွေအနုပညာတွေယဉ်ကျေးမှုတွေကိုပုပ်အိုလူမျိုးတွေရရှိလာပါတယ်။တရုတ်ပြည်ကကုန်တယ်တွေနဲ့ဖျားပူခရီးသည်တွေကလည်းသူဝနပြည်ကိုရောက်ရှိလာပါတယ်။အဲ့ဒီအချိန်မှာတရုတ်ပြည်ကစာပေအရေးအသားမြင့်မားနေပြီးတော့ရေနာရီနေနာရီစက်ကူတွေတည်ထွင်နေပြီဖြစ်ပါတယ်။ဒီလိုနဲ့ပအိုးလူမျိုးတွေကအိန္ဒိယနဲ့တရုတ်ပြည်ကအနုပညာတွေစာပေတွေယဉ်ကျေးမှုတွေကိုရရှိလာပါတယ်။ဘယင်ဓမ္မပါဠကဓမ္မကောသလို့ခေါ်တဲ့ထက်မြက်သောသားတော်တစ်ပါးရှိပါတယ်။သားတော်ကိုအိန္ဒိယပြည်ကိုဗုဒ္ဓသာသနာကိုလေ့လာဖို့အတွက်ယဟန်ကြီးရဲ့အမိန့်နဲ့စေလွှတ်ခဲ့ပါတယ်။ဓမ္မကောသကကံကောင်းပြီးအိန္ဒိယမှာဗုဒ္ဓသာသနာရဲ့တတိယသင်္ဃာယနာတင်ပွဲကိုတက်ရောက်ခွင့်ရခဲ့ပါတယ်။ဓမ္မကောသကအိန္ဒိယရဲ့ဘာသာစကားနဲ့အရေးကိုကျွမ်းကျင်နေသူဖြစ်ပါတယ်။သူကပိဋကတ်တော်36လောက်ရှိတဲ့ဗုဒ္ဓစာပေကိုကူးယူပြီးတက္ကထဘာသာမှာပအိုးဘာသာအများအပြားသိကြတဲ့ပြူစာကိုပြန်ဆိုရေးသားခဲ့ပါတယ်။ဓမ္မကောသကပိဋကတ်တော်ကိုယဟန်တာမဏေများအားသင်ကြားပို့ချခဲ့ပါတယ်။ဒီလိုနဲ့ပြန်လည်စမ်းသစ်လာပြီးနိုင်ငံခြားဆက်ဆံရေးကုန်သွယ်ရေးမှာတန်းတူညီမျှရရှိလာပါတယ်။သူဝနဘူမိကမြို့တော်ဖြစ်လာပြီးမြို့ကိုအုတ်နရံနဲ့ကားတယ်။အိမ်တွေကိုကြက်မောက်တစ်တားနဲ့ဆောက်လုပ်ကြတယ်။အိန္ဒိယကပပုဆရာများ၊ဘီတုကများ၊ကြောက်ထုဆရာများ၊ပကြီးဆရာများကိုငှားရမ်းပြီးပအိုးလူမျိုးတွေကိုတင်ကြားစေခဲ့ပါတယ်။ပအိုးတွေကသူတို့ကိုယ်တိုင်လုံလောက်မှုနဲ့လွတ်လပ်မှုရှိလာတယ်။ဒါပေမဲ့ပအိုးဘရင်နောက်ဆုံးမင်းဖြစ်တဲ့မနုဟာမင်းလက်ထက်မှာတော့သူဝနဘူမိတထုံပြည်ရဲ့ကံကြမ္မာဆိုးကြီးဆက်ရောက်လာပါတယ်။လူတွေလောဘကြီးလာတယ်။ဘာသာရေးအတူရောင်တွေပေါ်ထွန်းလာတယ်။အောက်လန်းမော်ပညာအတက်တွေရှိလာပြီးတော့ညံ့ညံ့ချမ်းသာကျင်တာနဲ့မကောင်းတဲ့ဘက်တွေကိုပြုလုပ်လာကြပါတယ်။အရက်တော့လောင်းကစားဘက်ရှိလာတယ်။အောက်လန်းမော်ပညာအတက်ကိုအေဂျင့်နဲ့ပါရှန်ကုန်တယ်တွေကတင်သွင်းလာခြင်းဖြစ်ပါတယ်။နောက်ထပ်ဝမ်းနည်းဖွယ်ရာဖြစ်ရကတော့ပအိုးဘရင်ဖြစ်တဲ့မနုဟာမင်းကမူးမတ်တွေရဲ့အကြံဉာဏ်ကိုမယူဘဲနဲ့မကောင်းတဲ့ဘက်မှာကြော်ကြားပြီးစိုးသွမ်းညဉ့်ညမ်းတဲ့ပကိုးသူတယောက်နဲ့ယူလိုက်ပါတယ်။အဲ့ဒီအချိန်မှာတိုင်းပြည်ကပြက်ပြားပြီးတော့ပြည်သူတွေအကျင့်ပြက်ကရံပွဲတွေလည်းဖြစ်ပါတယ်။အဲ့ဒီလိုနဲ့ပဲရှင်အရဟံကဘယင်ကိုဒီလိုပဲဆက်လုပ်နေရင်တိုင်းပြည်ဒုက္ခရောက်ရလိမ့်မယ်လို့အကြံပေးက
မရတဲ့အစုံရှင်အရဟံလည်းစိတ်ပြတ်ပြီးတော့ပကံပြည်ကိုထွက်ခွာသွားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲပကံပြည်ကအရေးကြီးဝါဒအုပ်စိုးနေစဉ်ဖြစ်ပါတယ်။ပြည်သူပြည်သားတွေကအရေးကြီးဝါဒတွေနဲ့အရှက်ရစရာဖြစ်နေပါတယ်။ပြည်သူတွေတကွဲတပြားဖြစ်နေပါတယ်။ဒီနေ့မှာတော့ရှင်အရဟံကပကံပြည်ရင်းလမ်းပေါ်မှာစွန့်ခံထွက်လိုက်ပါတယ်။ဦးကောင်းရိတ်ထားပြီးတော့အဝါရောင်တင်ကန်းနဲ့ထိုးဆန်းတဲ့ရှင်အရဟံကိုပကံပြည်သူပြည်သားတွေကသတိပြုမိလာပါတယ်။ပကံပြည်ရဲ့ဘရင်အနောယထာထံကိုတရင်ရောက်ရှိလာပြီးနန်းတော်ကိုပင့်ဆောင်လာခဲ့ပါတယ်။နန်းတော်မှာရှင်အရဟံကဗုဒ္ဓရဲ့ကျင့်ဝတ်တရားတွေကိုဟောပြခဲ့ပါတယ်။အနောယထာကပိဋကတ်အကြောင်းကိုကြားသိရပြီးပအိုးရဲ့စာပေအရေးသားနဲ့ပြူစာသုံးတယ်လို့အောင်မြင်နေတဲ့ပအိုးပြည်ကိုအားကြပြီးတော့ပိဋကတ်တော်ကိုရယူဖို့စံထားရှိလာပါတယ်။အနောယထာမင်းကပြည်သူတွေကိုဗမာအဖြစ်သတ်မှတ်ပြီးသားဖြစ်ပါတယ်။ဒါပေမဲ့အောက်ဗမာပြည်ကသုဝဏဘူမိနဲ့ဆက်နွယ်မှုမရှိခဲ့ပါဘူး။အနောယထာကသူ့ရဲ့ပြည်သူပြည်သားတွေကိုအရေးကြီးဝါဒမှလွတ်စေလိုတဲ့အတွက်သူ့ရဲ့တန်တမန်တွေကိုသုဝဏဘူမိပြည်ကိုဆေလွတ်ပြီးတော့ပိဋကတ်တော်ကိုဝေငှရန်တောင်းဆိုခဲ့ပါတယ်။အဲ့ဒီအချိန်မှာမကောင်းတဲ့မိဖုရားစိုးမိုးခြင်းခံနေရတဲ့မနုဟာမင်းကအနောယထာရဲ့တန်တမန်တွေကိုဗမာတွေကမသိနားမလည်တဲ့သူတွေပဲပိဋကတ်ကိုဖတ်နိုင်မှာမဟုတ်ဘူးဆိုပြီးရိုင်းပြစွာစော်ကားခဲ့ပါတယ်။မာမာနာထောင်လာတဲ့မနုဟာမင်းရဲ့အပြုတ်မှုကြောင့်အနောယထာကအမျက်တော်သားထွက်ပြီးသူ့ရဲ့စစ်တပ်ကိုစေလွတ်ကသုဝဏဘူမိပြည်ကိုဖျက်ဆီးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲပအုပ်လူမျိုးတွေရဲ့ဆင်းရဲတော်များအနုပညာများဇေဒီပထိုးများနဲ့အဆောက်အအုံများပျက်စီးသွားပြီးပြည်သူတွေရဲ့ရွှေငွေများလူရက်ခံခဲ့ရပါတယ်။ပအုပ်ရင်ကျင်းမှုစပြီးဘာမှမကျန်အောင်အကုန်ပျက်စီးခဲ့ပါတယ်။ပအုပ်ဘရင်နဲ့မိဖုရားအပါအဝင်ပအုပ်ပညာရှင်တွေအကုန်လုံးကိုကျိုးနဲ့ချီပြီးတော့ကျေးကျွန်အဖြစ်ဖမ်းဆီးခဲ့ပါတယ်။ပအုပ်ပြည်သူ3000ကျော်ကဗကံပြည်မှာခမ်းနားတဲ့ဇရက်တွေကျောင်းကြီးစောင့်ရန်အတွက်ကျေးကျွန်တွေနဲ့အတူဖမ်းဆီးလာခဲ့ပါတယ်။ပအုပ်လူမျိုးတွေကသူရိယဆန္ဒမင်းမှစပြီးမနုဟာမင်းအထိမင်းအဆက်ပေါင်း158ဆက်မှာကိုကြီးကိုနဲ့နေထိုင်ခဲ့ကြရကနေမနုဟာမင်းလက်ထက်ရောက်တဲ့အခါမှာတော့ပအုပ်လူမျိုးတစ်မျိုးသားလုံးပျက်စီးသွားခဲ့ရပါတော့တယ်။